ကိုဖုန်းရဲ့ story အကန့်အသတ်တွေကြောင့်ဖြတ်လိုက်ထည့်လိုက်နဲ့လှုပ်ရှုပ်နေတော့လား Google Drive Google Photo Dropbox တို့လိုမျိုးအဲ့တော့ရှိပါရဲ့ဒါပေမဲ့အကန့်အသတ်တွေကြောင့်ထည့်ရဖို့အတွက်အလုံးဝစိတ်ရှုပ်နေတော့အဆင်မပြေဖြစ်နေတော့လားဒါဆိုလို့ရှိရင်တော့အခုပြောပြမယ့် app ကကျွန်တော်တို့အတွက်သုံးဝင်မှာပါကိုကပုံနေဗီဒီယိုတွေ share တဲ့အခါမှာ resolution ကြာလို့စိတ်ညစ်နေတယ်ဒါမှမဟုတ် story တွေပြည့်လို့တခြား drive တစ်ခုခု cloud တစ်ခုခုမှာ story လုပ်ချင်တယ်ခက်ကလည်းနည်းတယ်ဆိုလို့ရှိရင်တော့အခုပြောပြမယ့် app ကအသုံးဝင်မှာဖြစ်ပါတယ်သူက 1TB တွေတောင်လုံးဝသိမ်းဆည်းလို့ရမှာဖြစ်ပြီးတော့အခမဲ့လည်းသုံးလို့ရမှာဖြစ်ပါတယ်ဘာ app လဲဆိုလို့ရှိရင်တော့ Terabox ပဲဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင်တော့ 1024GB 1TB တောင် storage လုပ်လို့ရတဲ့ Terabox ကဘယ်လိုလုပ်လဲအထက်မှာဘယ်လို function တွေပါလဲဆိုတာကျွန်တော်နဲ့အတူတူလိုက်ကြည့်လိုက်အောင် app ထဲကိုသူကစစဝင်ချင်းဆိုလို့ရှိရင်တော့အခမဲ့ဆိုတဲ့အတိုင်းကြော်ညာတော့တက်ပါတယ်ကြော်ညာတော့ရိုင်းမကြပါဘူး9စက္ကန့်15စက္ကန့်လောက်ပါပဲကြော်ညာပြီးသွားပြီဆိုတာနဲ့အထဲမှာကျွန်တော်တို့အမြင်ဆုံးမြင်ရမယ့်ပုံစံကတော့ home ဆိုတဲ့နေရာမှာ photo တွေ video တွေကိုယ့်ရဲ့သချင်းတွေ document file တွေကို upload လုပ်လို့ရပါတယ်သူကစစချင်းပါတဲ့ gate storage free ကတော့ 1024GB ဆိုပေမဲ့ဒီဘက်အောက်က bonus ဆိုတဲ့နေရာမှာတော့ကျွန်တော်တို့က storage တွေကိုထပ်ပြီးတော့ဝယ်လို့ရတဲ့ feature လေးပါနေပါသေးတယ်သူကတော့အခမဲ့ပါပဲဘယ်လိုလုပ်လဲဆိုလို့ရှိရင်တော့သူကတစ်နေ့မှာ mission တစ်ခုရှိမယ် mission တစ်ခုအနေနဲ့goal တစ်ခုပေးတယ် goal 5ခုပေးတယ်အဲ့လိုမျိုး mission တွေပါ mission ကဘယ်လိုလဲဆိုလို့ချင်းသူတို့ရဲ့ကြော်ညာဗီဒီယိုကိုကြည့်ပေးရတဲ့သဘောမျိုးပါပဲကျွန်တော်ကတော့ပထမဆုံးတစ်ခေါက် down ပြီးခြင်းပဲfree အနေနဲ့50 goal လောက်ရလိုက်တဲ့အချိန်မှာ storage 20GB လားမသိဘူးကျွန်တော်ဝယ်လိုက်ပါတယ်အဲ့ဒီတော့ကျွန်တော်ဒီဘက်တောက်မှာ3ခုပေါ့နော်မြင်နေရတဲ့အဲ့ဒီနေရာလေးကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ story က 1044GB ဖြစ်နေတာဖြစ်ပါတယ်ဘာလို့လဲဆိုတော့သူတို့ free ပေးထားတဲ့ goal နဲ့လဲထားလို့ပါဟုတ်ပါပြီသူ့ရဲ့အဲ့ဒီ goal ကိုဘယ်လိုသွားလဲလို့ရလဲဆိုလို့ရှိရင်ဒီဘက်အောက်ဆုံးမှာမြင်ရမယ် benefit ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုရင်လည်းသူကဘယ်လိုလဲရမှာလဲဆိုရင်တော့ဗောနော်နည်းနည်းလေးရှင်းပြမယ်ခဏလေးကျွန်တော်ကြာရှာပြီသူကဘယ်လိုလုပ်ရမှာလဲဆိုလို့ရှိရင်ပေါ့နော်ဒီထဲဝင်လိုက်ပြီဆိုတာနဲ့ go collect ဆိုတဲ့နေရာမှာနှိပ်ပါနှိပ်ပြီးပြီဆိုတာနဲ့သူကဈေးတန်းလိုမျိုးပေါ့နော်အစုံလဲလို့ရတယ်ပေါ့ဗျာဒီကိုယ့်ရဲ့ story တွေမှာမဟုတ်ဘူးတခြားသော wallpaper တွေတခြားသောပေါ့နော်ပုံတွေကိုလည်းဒီဟာနဲ့လဲလို့ရပါတယ်ကျွန်တော်ကတော့ git story များများလိုချင်တာဆိုတော့ git story နဲ့ပဲလဲလိုက်ပါမယ်သူက230လို့ရှိရင်ဒီမှာမြင်တဲ့အတိုင်းပဲ 100GB တောင်လဲလို့ရပါသေးတယ်ဒါတွေကတော့လုံးဝ free ပါပဲဟုတ်ပါပြီဒါကတော့ကျွန်တော် free ရတဲ့နောက်ထပ်တစ်ခုကိုပြောပြပေးတာပါသူ့ကိုဘယ်လိုပုံတွေကို upload လုပ်ရမလဲဆိုလို့ရှိရင်တော့ဒီဘက်ညာဘက်တောက်ဆုံးမှာမြင်နေရတဲ့အဖြူအောင်အပေါင်းခလုတ်လေးကိုနှိပ်လိုက်ရုံပါပဲအဲ့ဒီမှာကျွန်တော်တို့ကဗီဒီယိုတွေ upload လုပ်မှာလား photo တွေ upload လုပ်မှာလား file တွေ upload လုပ်မှာလားရွေးလို့ရပါတယ်အဲ့ဒီမှာပြောချင်းစရာတစ်ခုကကျွန်တော်တို့ကဗီဒီယိုတွေကိုတော့ကိုကအခမဲ့ version ကိုတုံးနေရဆိုလို့ရှိရင်တော့ story လုပ်လို့မရပါဘူး။ဘာကြောင့်လဲဆိုတော့သူကဝယ်သုံးရမှာပါ။ premium version မှာတုံးလို့ရမယ်ဆိုတဲ့သဘောမျိုးပေါ့ဗျာ။ဒါပေမဲ့လည်းမစိုးပါဘူးကျွန်တော်မြင်ရဆိုလို့ကျွန်တော်တော်တော်လေးတန်တယ်ပေါ့ဗျာ။ဒီ 1024GB 1TB ကို free ပုံတွေကို upload လုပ်လို့ရတယ်။နောက်ထပ်အားနည်းချက်အနေနဲ့ဆိုလို့ရှိရင်လည်းသူက upload လုပ်တဲ့အခါတော့ line လေးတော့ဖွင့်ပေးရမယ်။ဒါကတော့ပုံမှန်တန်းတခြား app တွေလိုမျိုးပါပဲ။ Okay ဟုတ်ပြီဒါဆိုလို့ရှိရင်တော့ကျွန်တော် file ဆိုတဲ့နေရာမှာတော့ကျွန်တော်တို့ကကိုနာမည်ပေးထားခဲ့တဲ့ file တွေနဲ့ဒီဘယ် file တွေရှိတယ်ဆိုတော့ကြည့်လို့ရမယ် offline လောက်ခဲ့တဲ့ file တွေကြည့်လို့ရမယ်ကို stay ဆိုပြီးတော့ရေးကြည့်တဲ့ file တွေခွဲထားတာကိုကြည့်လို့ရမှာဖြစ်ပါတယ်ဒီဘက်တောက်မှာ share ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကကို share ရင်တဲ့ file တွေကိုဒီကိုယ့်ရဲ့ကုတ်နဲ့ပို့လို့ရတယ် resolution မကြဘူးဒီဟာအချက်ကလည်းအားသာတဲ့အချက်တစ်ခုလို့ပြောလို့ရမယ်ဟုတ်ပါပြီဒါဆိုလို့ရှိရင်တော့ဒီ app ကဘယ်လိုလုပ်လဲဆိုလို့ရှိရင်တော့မြင်သွားလောက်ပြီပဲထင်ပါတယ်အားနည်းချက်ကတော့အရင်ကြီးမှာတော့မဟုတ်ပါဘူး premium ဝယ်လို့ရှိရင်ဗီဒီယိုတွေ upload လုပ်လို့ရမယ်ဒါပေမဲ့အများကြီးတော့မဟုတ်ပါဘူးသူက 2GB တောင်ဖြစ်တယ်သူက$2လောက်ပဲကြာမှာဖြစ်ပါတယ်တစ်လောက်ပေါ့နော်ဒါကတော့ဒီလိုဆိုလို့ရှိရင်တော့ 1TB တောင် free သုံးလို့ရတဲ့ 1024GB ပေါ့ဗျာခမ်းမဲ့သုံးလို့ရတဲ့ Terabox မှာကိုကပုံတွေဗီဒီယိုတွေနဲ့ကိုဖုန်းမှာအမြဲ story တွေပြည့်နေတဲ့သူဆိုလို့ရှိရင်တော့ဒီပြဿနာကို Terabox နဲ့ဖြည့်ရှင်းလို့ရပြီပဲဖြစ်ပါတယ်
အကယ်၍ကိုကပုံတွေကို sharing လုပ်ချင်တယ် video တွေကို sharing လုပ်ချင်တယ် resolution လည်းမကြချင်ဘူးဆိုလို့ရှိရင်လည်း Tarabout နဲ့ပဲဖြည့်ရှင်းလို့ရပါသေးတယ်ဒါဆိုလို့ရှိရင်တော့ကိုကဒီ Tarabout ရဲ့ကောင်းကျိုးတွေဘယ်လိုသုံးလို့ရတယ်ဆိုတော့သိပြီးသွားပြီဆိုတော့မသိသေးတဲ့တငယ်ချင်းတွေကိုလည်းဒီ video ကိုမျှဝေပြီးတော့sharing လုပ်ပေးခဲ့လို့ရပါသေးတယ်ကောင်းပါပြီဒါဆိုလို့ရှိရင်တော့ဒီ app ကိုသုံးပြီးတဲ့နောက်ဘယ်လိုမျိုးသုံးဝင်တဲ့အကျိုးရှိတယ်ဆိုတာကိုလည်းကျွန်တော်တို့ comment box မှာဆွေးနွေးသွားခဲ့လို့ရပါတယ်နောက်ထပ် video တွေမှာအကျိုးရှိတဲ့ app တစ်ခုခုနဲ့အတူကျွန်တော်တို့ပြန်လည်တွေ့ဆုံကြပါမယ် bye bye